အာလူချောင်းကြော်ဖို့အတွက်ခွန်ခွာပြီးတော့ပြုတ်ထားတဲ့အာလူလေးတွေကိုရှေးပါမယ်။လင်မန်းနဲ့ထည့်ပြီးတော့ရှေးပါမယ်။အာလူအတုံးခဲလေးတွေမကြအောင်လို့ပကံလေးနဲ့ဖိပြီးတော့ရှေ့ပေးပါ။အဲမှာအာလူလေးရစစ်စစ်ပိုင်လေးနဲ့အစီလေးတွေလည်းပြောက်သွားပါမယ်။အာလူတွေရှေ့ပြီးရင်စားဟင်းကြိုမုံတွေထည့်ပါမယ်။စားဟင်းညုံမုံထည့်ပြီးတော့နေပေးပါ။ပြီးရင်ပြောင်းကော်မုံတွေကိုလိုတလောက်လေးနည်းနည်းထည့်ပါမယ်။အရင်များလို့ရှိရင်လည်းမာသွားတယ်ပါလေ။ပြီးရင်ကြိတ်ထားတဲ့ပူစီနံလေးထည့်ပေးပါပြီးရင်မဆလာလေးကလားလေးမဆလာလေးထည့်ပေးပါပြီးရင်ဒလိမ့်လုံးလေးနဲ့အပြန့်လေးပြန်အောင်လို့ဂျုံမုံလေးကတ်ပြီးတော့လှိမ့်ပေးပါဂျုံမုံကတ်တာကျတော့မုံနစ်တွေမကတ်အောင်လို့ပါပြီးရင်ဓားလေးနဲ့တုံလေးတွေချောင်းလေးတွေလှီးပေးပါအချောင်းအရမ်းရှည်လို့ရှိရင်လည်းကြော်ရတာခက်ခဲတဲ့အတွက်အချောင်းအတူလေးတွေပဲဖြတ်ပါတယ်ပြီးရင်စီပူထဲမှာထည့်ပြီးတော့ကြော်ပါမယ်။